Okay ပါ final video မစခင်မှာဘာလို့ရေစိုးပြောပြချင်ကျွန်တော် file extension အကြောင်းကိုပြောပြပေးချင်ပါတယ်ဗျ။ file extension ဆိုတာဘာလဲပေါ့ကျွန်တော်တို့ file extension ဆိုတာဘာလဲ။ file extension ဆိုတာ file နာမည်တစ်ခုပါမယ်ဗျ။ file မျိုးစားတွေကိုခွဲခြားလို့ရတဲ့အရာကိုပြောချင်တာပါဗျ။ Okay ကျွန်တော်တစ်ခုခုကြည့်ကြအောင်ဆို file extension Okay no ဘာဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်။ကျွန်တော်တို့ ME4 ME3 ကိုကျွန်တော်တို့ကြားဘူးမှာပါ။ Okay အဲ့ဆိုရင်တော့ဒီမှာဆိုရင်ကိုပေါ့ coco.mp3 ဆိုရင်ဒီကောင်က mp3 file audio file ဆိုတာတည်ပြီးတော့ coco.mp4 ဆိုရင် mp4 file မျိုးတည်ရပါကျွန်တော် mp3 mp4 ကဒီ file extension ကနေလာတာပါ Okay file extension ကိုအမျိုးအစားတွေခွဲခြားကြအောင် file extension မှာတည်တဲ့ file extension တွေရှိရပေါ့Okay ကျွန်တော် asset database ဆိုရင် ACDB ဆိုတော့ asset database ရော Microsoft ရဲ့ asset database သူရဲ့ application က Microsoft ရဲ့ test database audio video interface ဆိုတာ AVI video file မျိုးစားဖြစ်တယ် BMP ဆိုရင် graphics အမျိုးအစားဖြစ်တယ်သူက bitmap နဲ့လာတယ်ဒီမှာဆိုရင်ကျွန်တော်တို့တပုတ် file နေဆိုရင်ဘာ file ဖြစ်မလဲပေါ့တပုတ် file နေဆိုရင် join photographer accept group ဆိုတာ JPEG ပေါ့ကျွန်တော် graphics ပို့တာဒီမှာဆိုရင် JPEG နဲ့ JPI နဲ့ဆိုရင်ဒါတပုတ် file နေလို့ကျွန်တော်ဒီ MP3 ဆိုရင် MP3 file မြင်တွေ့ရပေါ့ computer software file ဆိုရင်ဘာလဲပေါ့ .exe ဆို .eae ဆိုရင် executable ဆိုတော့ဒါ OS နဲ့ဆိုင်တဲ့ Windows .dd ရောက်ဆိုရင် dynamic list library ဆိုတော့ Windows နဲ့ဆိုင်တဲ့ဟာပေါ့.html ဆိုရင် html file Okay အဲ့တော့ကျွန်တော်တို့ရဲ့.py က .py က Python file ဖြစ်မှာပေါ့ Python ရဲ့ extension က Python file ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြောပြမယ်.py က Python ရဲ့ extension ပေါ့အဲ့ဆိုရင်ဒီမှာဆိုရင် file မျိုးဆိုင်ဒါက .apk ဆိုရင် Android package file ပေါ့ Okay ဘာလို့ဒါကိုပြောရလဲပေါ့တစ်ချက်ကြည့်ကြအောင်ကျွန်တော်တို့က file မျိုးစားတွေဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့က .exe ဆိုရင် .jpeg git file extension နဲ့ဒီမှာဆိုရင်ဒီအရှိဟာကို file name လို့ခေါ်ပြီးတော့ဒီအနောက်ကဟာကို extension လို့ခေါ်ပါတယ်တော့နောက်ကဟာကို extension လို့ခေါ်ပါတယ် Okay ပါဒီမှာဆိုရင်တော့ကျွန်တော်တို့ကြည့်လို့ရပါ .py file က Python file jar.jar က Java actions file ဆိုပြီးတော့ကျွန်တော်တို့တည်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့က file location ကိုတည်ဖို့လိုအပ်ပါတယ် Okay ကျွန်တော်တို့က file location တွေကိုတည်ဖို့လိုအပ်တယ်ဗျ Okay ကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်ဒီမှာဆိုရင်ကျွန်တော်တို့က download ဆွဲထားတဲ့ file ပေါ့ download ဆွဲထားတဲ့ file ဘယ်မှာရှိမှဒီ download ထဲမှာတော့ရှိမှာဟုတ်ပါဒါပေမဲ့ကျွန်တော်တို့တည်ဖို့လိုအပ်တာကဒီမှာဆိုရင်ကျွန်တော်တို့က computer hard disk တွေနဲ့တိစောက်ထားဆိုတော့ကျွန်တော်တို့က C location ထဲမှာရှိမှာပါ C ပြီးကြရင်ကျွန်တော်တို့ user e10 အဲ့ဒါဒီမှာဆိုရင် download ဆွဲထားတဲ့ file တွေလို့ရအဲ့တော့ဒီ desktop ပေါ်မှာရှိတဲ့ file shares ကဘယ်မှာရှိတာလဲပေါ့ဒီ shortcut ဘယ်မှာရှိရပေါ့ဒီ shortcut လေးတင်ထားတယ်သူ့ရဲ့ file လေးအတိအကျတည်နေတာတည်ချင်တယ်ဆိုရင် open file location ဆိုရင်ကျွန်တော်ကအတိအကျတည်ရပေါ့ဒီမှာဆိုရင် C broken jpeg file share ဆိုပြီးတော့ကျွန်တော်တို့တည်ရပါဘာလို့ကျွန်တော်ဒီဥစ္စာကိုပြောထားရလဲဆိုတော့ပြောရတယ်ဆိုတော့ကျွန်တော်တို့ project တွေကိုဘယ်မှာတင်ထားတယ်ဆိုတာရေးကြည့်ပါတယ်ဗျကျွန်တော်ရဲ့ file path တွေကိုလည်းတည်နေအောင်တည်နေဖို့လည်း file location တွေတည်ဖို့လိုအပ်ပါတယ်အဲ့မှာကျွန်တော်တို့ဒီ file တွေကဘယ်မှာတင်ထားတယ်ဘယ်ထဲမှာတင်စီထားတယ်ဆိုတော့ကျွန်တော်တို့ကအလွယ်တကူတည်နိုင်မှာပါအဲ့တော့ file path နဲ့ file location ကကျွန်တော်တို့ကအရေးကြီးပါတယ် file path ဆိုတော့ file လမ်းကြောင်းကိုပြောပြီးတော့ file location ဆိုတော့ file ရဲ့တည်နေအောင်ပြောရှင်တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်